Hello, tôi mình xin lỗi mình là ba. Cho nó đó mình mà chỉ một phía trên mà phải là chủ của bà đấy. Không phải cho nó đi ní video mà. Cho nó sống như thế ba. Simulator Indonesia game company mà tại chỗ ta đấy. Truck Simulator Indonesia game Lego cho nó. Đó mà sống mình sẽ phải đó mà phải bà đấy. Đi game cái đó chỗ ta đã trả bà đấy. Đã về mình cho nó video cho nó channel mà đó bắt đầu mà sống thì như là phải bà đấy. Okay, ago ade asai file version 1.0.1 Lego Python le kubita link file download လုပ်ပြီးတာဘယ်လို download ရမယ်လဲဘယ်လိုမောင်းရမယ်လဲဆိုတာကျွန်တော်ဒီ video မှာ session ပြတော့မှာဖြစ်ပါတယ်။ဒီခုတော့ bus simulator Indonesia game လေးကိုဆိုပြီးတော့ချိန်တယ်ဆိုရင်ဒီ game လေးကိုလည်းတကစောက်ချေဖို့အလုံးကိုထွန်းဆိုရှင်ပါတယ်။ဘာဖြစ်လို့ဆိုရင်ဒီ game ကလည်း bus simulator Indonesia နဲ့တက်တူပါတယ်ပို့ပြီးတော့အားရတာရှိပါတယ်မောင်ဖို့အားရတာရှိပါတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီဗီဒီယိုကိုဒီကိုတော့တွားတင်နေတာဖြစ်ပါတယ်ဒီ game လေးကိုကျွန်တော်ဘယ်လိုပိုက်ဆံကိုပြီးတာ link file download လုပ်ပေးတာဘယ်လို download ရမလဲဆိုတာကျွန်တော် session ပြတော့မှာဖြစ်ပါတယ်ဒီကိုတော့ဗီဒီယိုလေးကိုအဆုံးထိရှင်းဖို့တောင်းဆိုရှင်ပါတယ်Okay, go to file le go download လုပ်ဖို့အတွက် video ရေး comment ရတဲ့နေရာလေးကိုနှိပ်လိုက်ပါ။ Okay ဒီနေရာလေးဖိတ်ပါတယ်။ Okay ဒီနေရာလေးကိုနှိပ်ပြီးတော့ဝင်လိုက်ပါမယ်။ဝင်လိုက်မယ်ဆိုရင်ကျွန်တော်အပေါ်ဆုံးမှာ link တစ်ခုတွေ့ရှိမှာဖိတ်ပါတယ်။ဒီ link လေးဖိတ်ပါတယ်။ Okay ဒီမှာရှိတဲ့ link လေးကိုနှိပ်လိုက်ပါ။အဲ့ဒါလေးနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်မှဒီလို website တစ်ခုပေါ်လာမှာဖိတ်ပါတယ်။ဒီ website လေးဖိတ်ပါတယ်။ဒီ website ရဲ့အောက်မှာအနေရောင်နဲ့ download ဆိုပြီးတော့ရှိပါတယ်ဒီနေရာမှာချက်လိုက်ပါအနေရောင်နဲ့ download ဆိုပြီးတော့ရှိပါတယ်အဲ့ဒီ download ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါအဲ့ဒါလေးနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်မှဒီလိုအပြာရောင်နဲ့ file တစ်ခုပေါ်လာမှာဖိတ်ပါတယ် Truck Simulator Indonesia ဆိုပြီးတော့ဒီအပြာရောင်နဲ့ပေါ်လာတဲ့ file လေးကိုနှိပ်ပြီးတော့ download လုပ်ရမှာပါ Okay ဒီလိုပေါ်လာရင်ဒီမှာ download ဆိုပြီးတော့ရှိပါတယ်ဒီနေရာလေးကိုနှိပ်ပြီးတော့ download လုပ်လိုက်ပါdownload ပြီးအောင်ဆုံးဖို့လိုပါတယ် download ပြီးတာနဲ့ကျွန်တော်စလုပ်ပါမယ်ဟုတ်ကဲ့ကိုတော့ကျွန်တော် download လုပ်ပြီးတာနဲ့ကျွန်တော်ပုံမှန်ရှိတယ်ဆိုရင်ဒီ game ရှိတယ်ဆိုရင် game လေးကိုအရင်ဆုံးပြဖို့လိုပါတယ်ဟုတ်ကဲ့ကျွန်တော် game လေးကိုပြလိုက်ပါမယ်ပြပြီးတော့ Jesse bar လေးကိုပွန်းလိုက်ပါဟုတ်ကဲ့ Jesse bar ပွန်းလိုက်ပါဟုတ်ကဲ့ Jesse bar ပွန်းပြီးတော့ Jesse bar မှာ download ဆိုပြီးတော့ရှိပါတယ်ဒီနေရာမှာ download ဆိုပြီးတော့ရှိပါတယ်အဲ့ဒီ download ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါဟုတ်ကဲ့download ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ကျွန်တော်အခု download လုပ်ထားတဲ့ file လေးကိုရှာလိုက်ပါမယ် Okay ဒီ file လေးဖိတ်ပါတယ် Truck Simulator Indonesia version 1.0.1 ဆိုပြီးတော့ဒီ file လေးဖိတ်ပါတယ်ဒီ file လေးကိုနှိပ်လိုက်ပါ Okay ဒီ file လေးကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ဒီလိုပေါ်လာပါမယ်ဒီလိုပေါ်လာပြီဆိုရင်ဒီမှာ structure ဆိုပြီးတော့ရှိပါတယ်အဲ့ဒီ structure ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါ Okay structure ကိုနှိပ်လိုက်ပါနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်မှာ password ထောင်းနေမှာဖိတ်ပါတယ် password ကကျွန်တော်ပေါ်မှာရေးဖိတ်ထားတဲ့အတိုင်းတေချာလေးရေးလိုက်ပါ Okay တေချာရေးပြီးတော့ okay ရှိပါတယ် okay လေးကိုနှိပ်လိုက်ပါ Okay ဒီနေရာမှာခဏဆုံးဖို့လိုပါတယ်Okay ပြီးတာနဲ့ကျွန်တော်အပေါ်မှာ folder တစ်ခုပေါ်လာပါမယ်ဒီ folder လေးကိုရှာလိုက်ပါမယ်ဒီ folder ကတော့ Truck Simulator Indonesia version 1.0.1 ဆိုပြီးတော့ဒီ folder လေးဖိတ်ပါတယ် Okay ဒီ folder လေးကိုနှိပ်လိုက်ပါနေပြီးတော့ဒီမှာ game တစ်ခုရှိပါတယ်နောက်ပြီးတော့ file တစ်ခုပေါ်လာပါတယ်အရင်ဆုံးကျွန်တော် game လေးကိုနှိပ်လိုက်ပါမယ် Okay အရင်ဆုံး game လေးကိုနှိပ်လိုက်ပါနေပြီးတော့ဒီလိုပေါ်လာမယ်ဆိုရင်ဒီမှာ install ဆိုပြီးတော့ရှိပါတယ်အဲ့ဒီကိုနေပြီးတော့ install တင်လိုက်ပါမယ် Okay install တင်လိုက်ပါ install တင်ဖို့အတွက်ဒီနေရာမှာခဏဆောင်ဖို့လိုပါတယ်ဒီကိုတော့ခဏလေးဆောင်လိုက်ပါ Okay install တင်ပြီဆိုရင်ကျွန်တော်ဒီမှာ open ဆိုပြီးတော့ရှိပါတယ် open လေးကိုနှိပ်လိုက်ပါမယ် open လေးကိုနှိပ်လိုက်ပါမယ်ဒီလိုပေါ်လာရင် yellow နှိပ်လိုက်ပါ Okay ဒီနေရာမှာခဏဆောင်လိုက်ပါOkay ဒီလိုအပြိုရောင်ပေါ်လာပြီဆိုရင်ကျွန်တော်တို့
gain လေးကိုပင်ဖျားလိုက်ပါမယ် gain လေးကိုဒီအတိုင်းရှင်းလိုက်ပါဒီအတိုင်းရှင်းပြီးတော့ကျွန်တော်တို့ Jessica ကိုပင်ဝင်လိုက်ပါမယ်ကျွန်တော် Jessica တက်ပင်ဝင်လိုက်ပါမယ် Jessica ဝင်ပြီးတော့ကျွန်တော်ဒီနာမှာ file တစ်ခုရှိပါတယ်အဲ့ဒီ file လေးကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ဒီလို file တစ်ခုပေါ်လာပါမယ် okay ဒီလို file တစ်ခုပေါ်လာပါမယ်အဲ့ဒီ file လေးကိုရှာကင်ပြီးတော့နှိပ်လိုက်ပါရှာကင်ပြီးတော့နှိပ်ပြီးတော့ဒီလိုပေါ်လာပါမယ်ဒီလိုပေါ်လာပြီးဆိုရင်ဒီမှာ copy ဆိုပြီးတော့ရှိပါတယ် copy ကိုနှိပ်လိုက်ပါ okay copy နှိပ်လိုက်ပါနှိပ်ပြီးတော့ဒီလိုပေါ်လာပြီးဆိုရင်ကျွန်တော်အပေါ်ဆုံးမှာ dinner လေးကိုနှိပ်လိုက်ပါ dinner လေးကိုနှိပ်လိုက်ပါဒီလိုပေါ်လာပြီဆိုရင် device နဲ့စတဲ့စာကြောင်းလေးကိုနှိပ်လိုက်ပါ okay နှိပ်ပြီးတော့ဒီလိုပေါ်လာပြီဆိုရင်ဒီမှာ address ဆိုပြီးတော့ရှိပါတယ်အဲ့ဒီ address ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါ okay ဒီလိုပေါ်လာပြီဆိုရင် OBB ဆိုပြီးတော့ folder တစ်ခုရှိပါတယ်အဲ့ဒီ folder လေးကိုနှိပ်လိုက်ပါ okay ဒီလိုပေါ်လာပြီဆိုရင်ကျွန်တော်တို့ Truck Simulator Indonesia game လေးကိုရှာနေလိုက်ပါမယ်ဒီ Truck Simulator Indonesia game လေးကိုရှာနေလိုက်ပါဒီလိုပေါ်လာပြီဆိုရင်အောက်မှာအဝိုင်းပုံစံနဲ့ရှိပါတယ်အဲ့ဒါကိုနှိပ်လိုက်ပါ okay အဝိုင်းပုံစံနဲ့ရှိတဲ့ဟာကိုနှိပ်လိုက်ပါ okay ပြီးတော့ပါပြီကျွန်တော် game လေးကိုပြန်ပွန်းလိုက်ပါမယ် okay ကိုတော့ game ပွန်းနေပါပြီရှင်းလိုက်ပါဒီကိုတော့လည်းကျွန်တော်ပြထားတဲ့အတိုင်းတက်ရှာရှင်းပြီးတော့လောက်လိုက်မယ်ဆိုရင်ဒီလိုအဆန်ဖယ်ဆိုတော့ပွန်းလို့ရမှာဖြစ်ပါတယ် okay ဒီ game ကတော့ Python လေးကိုပြီးတာ line file လေး download လုပ်ပြီးသားဖြစ်ပါတယ်ကျွန်တော်ရှင်းလိုက်ပါမယ် line file လေးကိုအရင်ဆုံးရှင်းလိုက်ပါမယ်ရှင်းလိုက်ပါ line file အားလုံး download လုပ်ပြီးသားဖြစ်ပါတယ်ဒီကိုတော့ mind ကျင်တဲ့နေရာလေးကိုတွားပြီးတော့မောင်းလို့ရမှာဖြစ်ပါတယ်နောက်ပြီးတော့ Python လေးကိုပြီးသားဖြစ်ပါတယ်ကျွန်တော်ခါလေးကိုဝယ်ရှင်းလိုက်ပါမယ်ဒီအတန်းဝယ်လို့ရမှာဖြစ်ပါတယ် okay ဘယ်ကမှဆိုအားလုံးဝယ်လို့ရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်ကားမောင်းသူကိုလည်းကျွန်တော်ကျိတ်တဲ့သူကိုရွေးပြီးတော့မောင်းခိုင်းလို့ရမှာဖြစ်ပါတယ်ကြားလိုက်ပါအားလုံးကိုရွေးပြီးတော့မောင်းခိုင်းလို့ရမှာဖြစ်ပါတယ် okay အားလုံးအဆန်ဖေးမှာဖြစ်ပါတယ်ဒီကိုတော့သိရှင်တဲ့ဟာလေးရှိတယ်ဆိုရင်လည်းပြောလို့ရမှာဖြစ်ပါတယ် comment ရတဲ့နေရာမှာဒီကိုတော့ပြောလိုက်ပါကျွန်တော်အဆန်မြန်မြန်လေးတင်ပြလိုက်ပါမယ်နောက်ပြီးတော့ Simulator Indonesia game လည်းတော့မကြခင်အတက်လာဖို့ရှိပါတယ်အဲ့ဒီအကြောင်းလေးကိုလည်းကျွန်တော်ဗီဒီယိုတင်ပြပါမယ်ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိရှင်းပေးတဲ့ဒီကိုတော့အလုံးကိုအထူးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်တွေ့ဆုံပါ